ကူရာရဲ့နောက်မှာတော့သူမရဲ့တငယ်ချင်း၃ယောက်ရဲ့ပုံရိပ်တွေကအိမ်အောင်ဖေးပရင်းပေါက်ကနေဆာကူရာကိုလှမ်းကြည့်နေကြသေးပါပဲဆာကူရာဘာလို့ငါတို့ထားခဲ့ရလဲဆာကူရာတို့မျိုးလေးမှာလူတိုင်းသိကြတဲ့ကြောက်စရာကောင်းတဲ့စီကံတစ်ခုရှိပါတယ်အဲ့ဒါကတော့ညမောင်းလာရင်အိမ်နောက်ဘက်ကိုလုံးဝမကြည့်ရဘူးဆိုတာပါပဲဘာကြောင့်လဲဆိုတာကိုတော့လူကြီးတွေကဘယ်တော့မှရှင်းမပြကြပါဘူးမကြည့်နဲ့ဆိုမကြည့်နဲ့လို့ပဲတင်းတင်းကြပ်ကြပ်တားမြစ်ထားကြတာပါဒါပေမဲ့တိကျင်စိတ်ပြင်းပြနေတဲ့ဆာကူရာတရားအဲ့ဒီတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့သူမရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားစေမယ်ကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတော့တယ်အဲ့ဒီညကတကယ်တော့အရန်ကိုတိတ်ဆိတ်နေတာပါရွာထဲမှာလည်းအားလုံးလိုအိပ်ပျော်နေကြပါပြီဒါပေမဲ့ဆာကူရာတို့၄ယောက်ကတော့အိမ်ထဲမှာစကားပြောရင်းမီးပြတ်သွားတဲ့အခါအမောင်လူကြီးကသူတို့ကိုဝိုင်းထားသလိုခံစားလိုက်ရပါတယ်အမလီလန်းလိုက်တာဘာလို့အခုမှမီးပြတ်သွားတာလဲယူတာနင့်မှာဓာမီပါတယ်မဟုတ်လားမြန်မြန်ဖွင့်လိုက်အောင်အေးခဏလေးဒီဓာမီကလည်းဘာဖြစ်နေမှန်းမသိဘူးလင်းလိုက်မှိတ်လိုက်နဲ့ဒီညကလီယာလည်းတအားတိုက်နေတာပဲဟေးဆာကူရာနင့်မေပြောထားတာကိုမှတ်မိလားညမောင်အိမ်နောက်ဘက်ကိုလုံးဝမကြည့်နဲ့ဆိုတာလေငါစိတ်ထဲမှာတမျိုးကြီးပဲနင်တို့ကလည်းအကြောင်းမရှိပဲကြောက်အောင်ပြောနေရပါညဘက်ဆိုတော့မှောင်နေတာပဲလေဘာရှိမှမလို့လဲအဲ့ဒီချိန်မှာပဲအိမ်နောက်ဘက်တကားစီကနေထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်။အစကတော့လေတိုက်တန်လို့ထင်ခဲ့ပေမဲ့အဲ့ဒီတန်ကပိုပြီးရှင်းလင်းလာပါတယ်။ဆာကူရာတကားလေးဖွင့်ပေးပါအောင်။ဟင်ဘာလို့လဲတယောက်ယောက်ငါနာမည်ကိုခေါ်နေတယ်လို့ပဲ။နင်နားကြမှားတာနေမှာပါဆာကူရာအပြင်မှာဘယ်သူမှမရှိနိုင်ဘူးလေ။ဖွင့်ပါဆာကူရာငါအပြင်မှာအရန်အေးနေလို့ပါ။မီယာနင်ကဒီမှာရှိနေရဆိုရင်အပြင်မှာခေါ်နေရဘာလို့လဲငါလည်းမသိဘူးလေငါဘာမှမပြောဘူးလေငါဒီမှာပဲထိုင်နေအောင်နင်တို့အားလုံးမြင်သားပဲဆာကူရာရဲ့ရင်ဘတ်ထဲမှာနှလုံးခုန်တန်တွေစူညံလာပါတယ်အပြင်ကခေါ်နေတာကလည်းမီယာအတန်အထဲမှာရှိနေတာကလည်းမီယာဆာကူရာဘသူ့ကိုယုံရမလဲမသိတော့ပါဘူးအမေတားထားတဲ့စကားကိုသတိရပေမဲ့တိကျင်စိတ်ကပူကြည့်နေပါတယ်ဆာကူရာဟာတိတ်တိတ်လေးနောက်တကားစီလျှောက်သွားခဲ့ပါတယ်။လက်ကတကားလက်ကန်ကိုထိလိုက်တဲ့အချိန်မှာပဲအပြင်ဘက်ကအတန်ကထပ်ထွက်လာပြန်ပါတယ်။တကားကိုဖွင့်လိုက်ပါတော့ဆာကူရာ။တကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့အပြင်ဘက်မှာမတူမှမရှိပါဘူး။ဒါပေမဲ့အိမ်နောက်ဘက်ကတစ်ပင်ကြီးတွေကြားထဲမှာတော့မျက်လုံးနီကြီးနှလုံးကဆာကူရာကိုစိုက်ကြည့်နေသလိုမျိုးလင်းလန့်နေပါတယ်။ဆာကူရာရဲ့ရင်ဘတ်ထဲမှာနှလုံးခုန်တန်တွေကပောက်ကွဲထွက်တော့မလို့စူညံနေပါပြီ။ဆာကူရာငါပြောသားပဲအနောက်ကိုမကြည့်နဲ့လို့ပြောထားတာ။ဘာလို့တကားဖွင့်လိုက်တာလဲ။ဆာကူရာအိမ်ထဲကိုအမြန်လှည့်ကြည့်လိုက်တဲ့အခါသူမရဲ့ဘေးမှာရက်နေတဲ့မီယာကဖြည်းဖြည်းချင်းပြုံးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအပြုံးကပုံမှန်မဟုတ်ပဲဗစက်ကြီးကနေရွက်အထိပြဲထွက်သွားသလိုမျိုးထူးဆန်းနေတာပေါ့။မီယာနင်ဘာလို့အဲ့လိုကြီးပြုံးနေရလဲ။ဆာကူရာအထက်ကလူကိုမယုံနဲ့အဲ့ဒါငါမဟုတ်ဘူး။အထက်ကလူကမင်းကိုတတ်လိုက်မယ်။မြန်အပြင်ကိုပြေးထွက်လာခဲ့ပါ။ဆာကူရာဟာအပြင်ကိုတလဲအထဲကိုတလဲကြည့်ရင်ဇဝေဇဝါဖြစ်နေပါတယ်။အပြင်ကခေါ်နေတာကလည်းမီယာအတန်အထဲမှာရက်နေတာကလည်းမီယာဒါပေမဲ့အထဲကမီယာရဲ့မျက်လုံးတွေကတော့လူသားတစ်ယောက်ရဲ့မျက်လုံးတွေလိုမဟုတ်တော့ပဲအေးဆက်ဆက်အကြည့်တွေနဲ့ဆာကူရာကိုစိုက်ကြည့်နေတာပါ။ဆာကူရာနင်ဘယ်သူနဲ့စကားပြောနေတာလဲ။ငါတို့မြင်နေရတာကတော့မီယာနင်ဘေးမှာပဲရှိနေရလေ။ဒါပေမဲ့မီယာရဲ့လက်တွေကဘာလို့အဲ့လောက်ရှည်ထွက်နေရတာလဲ။ဟာဒါလူမဟုတ်ဘူးဆာကူရာပြီးတော့အဲ့ဒါငါတို့တငယ်ချင်းမဟုတ်ဘူးဆာကူရာငါ့ကိုမယုံဘူးလားငါနင့်တငယ်ချင်းအစ်စ်လေလာပါငါတို့တူတူကစားကြရအောင်သူမရဲ့လက်သေးရှည်ကြီးတွေကဆာကူရာရဲ့ပခုံးကိုထိမိတော့မလို့ပါပဲအပြင်ဘက်ကခေါ်နေတဲ့အတန်ကလည်းပိုပြီးပြင်းထန်လာပါတယ်ဆာကူရာဘသူ့ကိုယုံရမလဲမသိတော့ပဲအားကုန်အော်ဟစ်လိုက်ပါတော့တယ်တော်ကြတော့ငါ့ကိုလွတ်ပေးကြပါဆာကူရာရဲ့အရှိမရက်နေတဲ့မီယာဟာဖြည်းဖြည်းချင်းပြောင်းလဲလာပါတယ်သူမရဲ့လက်ချောင်းတွေကပုံမှန်ထက်ပိုရှည်ထွက်လာပြီးမျက်လုံးတွေကလည်းအယောင်မှိန်သွားသလိုပါပဲဒါပေမဲ့သူမရဲ့စကားပြောတဲ့ကတော့အရင်တိုင်းနူးညံ့နေတော့မှာပဲဆာကူရာအပြင်အတန်ကိုမယုံနဲ့နော်အဲ့ဒါငါတို့ကိုလှည့်စားနေတာအဲ့ဒီအရာငါအတန်နဲ့နင့်ကိုမြားခေါ်ပြီးအပြင်ရောက်တာနဲ့တစားစီဆွဲပြက်ပြစ်လိုက်မယ်ငါဟာနားမှာပဲနေပါငါနင့်ကိုကာကွယ်ပေးမယ်အိမ်ထဲကမီယာရဲ့စကားတွေကဆာကူရာကိုဝေခွဲမရဖြစ်စေပါတယ်သူမရဲ့လက်တွေကအေးဆက်နေပေမဲ့စကလုံးတွေကတော့ရင်းနှီးနေသလိုပါပဲဒါပေမဲ့အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေနောက်ထပ်အော်ဟစ်တန်တစ်ခုထွက်လာပါတယ်ဆာကူရာယူတာနဲ့လီလာကိုကြည့်လိုက်အောင်သူတို့အခုဘာဖြစ်နေလဲကြည့်လိုက်စမ်း
အဲ့ဒါတွေကနင့်တငယ်ချင်းတွေမဟုတ်တော့ဘူးဟာယူတာလေးလားနင်တို့ဘာဖြစ်ကုန်တာလဲငါ့ကိုတခုပြောကြပါအောင်ယူတာနဲ့လေးလာတို့စီကဘာတမ်းမှထွက်မလာပါဘူးသူတို့ရဲ့မျက်နှာတွေကဖျောင်းရုပ်တွေလိုမျိုးအသက်မဲ့နေတာကိုတွေးလိုက်ရတဲ့အချိန်မှာဆာကူရာဟာအိမ်ထဲမှာသူမတယောက်တည်းဘာလို့ရမှန်းမသိဖြစ်နေပါတော့တယ်လာပါဆာကူရာငါတို့ထာဝရအတူတူနေကြရအောင်ငါမျက်လုံးသိချာကြည့်သမ်းငါနင့်တကယ်ချင်းအစ်စ်ပါအဲ့ဒီချိန်မှာပဲဆာကူရာသတိထားမိလိုက်တာတခုကအိမ်ထဲကမီယာရဲ့မျက်လုံးထဲမှာဆာကူရာရဲ့ပုံရိပ်ပေါ်မနေပါဘူးအဲ့ဒါဟာလူမဟုတ်ဘူးဆိုတဲ့သက်သေပါပဲမဟုတ်ဘူးနင်ကမီယာမဟုတ်ဘူးငါ့ကိုလွတ်ဆာကူရာဟာအမေတားထားတဲ့စီကန်းကိုချိုးဖောက်ပြီးအိမ်နောက်ဘက်အမောင်တူတွေကိုအသေးအတန်ပြေးထွက်လိုက်ပါတော့တယ်အနောက်မှာတော့ဘဲမှပြေးလို့မရဘူးဆာကူရာဆိုတဲ့အော်ဟစ်တန်ကြီးကတိမ်လုံးကိုတုံခါသွားစေပါတယ်ဆာကူရာအပြင်ကိုပြေးထွက်လိုက်တာမှန်ရဲ့လားအပြင်မှာခေါ်နေတဲ့မီယာကရောတကယ်လူသားလားဒါမှမဟုတ်အပြင်မှာနောက်ထပ်ဘလို့ NR စောင့်ကြိုနေမလဲဆိုတာကိုမကြည့်ခင်ဒီ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်ဆာကူရာဟာအိမ်နောက်ဘက်တကားကနေအမောင်တူတွေကိုအသေးအတန်ခုန်ဆင်းပြေးထွက်ခဲ့ပါတယ်အိမ်ထဲမှာကြံရင်ခဲ့တဲ့မီယာရဲ့ခြောက်ခြားစရာရဲတန်းကြီးကအနောက်ကနေကပ်ပါလာသလိုမျိုးသူမရဲ့နားထဲမှာပဲ့တင်ထက်နေတော့မှာပဲမီယာနင်းပဲမလဲငါပြင်ကိုရောက်နေငါ့ကိုကူညီပါအောင်ဆာကူရာဒီဘက်ကိုလာပါငါဒီမှာရှိနေတယ်အတန်ကြားရာကိုဆာကူရာလှမ်းကြည့်လိုက်တဲ့အခါမီယာရက်နေတာကိုတွေးလိုက်ရပါတယ်ဒါပေမဲ့ထူးဆန်းတာကမီယာဟာလှုပ်ရှားမှုမရှိပဲကြောက်ရွံ့ကြီးလိုတောင့်တောင့်ကြီးရက်နေတာပါမီယာနင်အဆင်ပြေရလားငါတို့မြန်ပြေးကြရအောင်အိမ်ထဲမှာတခုခုရှိနေတယ်မီယာကပြေးပြေးချင်းလှည့်ကြည့်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာဆာကူရာမြင်လိုက်ရတာကတော့မီယာရဲ့မျက်နှာမဟုတ်ပဲတစ်သားပြားကြီးတစ်ခုလိုချောမွနေတဲ့မျက်နှာမပါတဲ့ခေါင်းကြီးတစ်ခုဖြစ်နေတာကိုပါအာဒါပါကြီးလေဆာကူရာလဲကျသွားပါတယ်မြေကြီးထဲကနေအယိုးစုလိုလက်ချောင်းတွေထွက်လာပြီးသူ့မောက်ကိုမြေကြီးထဲဆွဲသွင်းဖို့ကြိုးစားနေတာပါအဲ့ဒီချိန်မှာပဲအဝေးကနေယူတာနဲ့လေးလာတို့ရဲ့အတန်ကိုကြားလိုက်ရပြန်ပါတယ်ဆာကူရာဘယ်မှာလဲငါတို့စီကိုလာပါဒီဘက်မှာအလင်းရောင်ရှိတယ်ဆာကူရာဇဝေဇဝါဖြစ်သွားပါတယ်အိမ်ထဲမှာရှိနေတာကလည်းသူမတငယ်ချင်းတွေမဟုတ်ဘူးအခုတွေ့ရတာကလည်းလူမဟုတ်ဘူးဒါဆိုရင်အဝေးကနေခေါ်နေတဲ့သူတွေကရောဘယ်သူတွေလဲသူမအာကုန်ပြေးပါတယ်ဒါပေမဲ့ပြေးလေလေအလင်းရောင်ကဝေးသွားလေလေပါပဲအနောက်မှာတော့မီယာရဲ့ပုံရိပ်ပေါင်းများစွာကတစ်ပင်တွေကြားထဲကနေထွက်လာပြီးဆာကူရာကိုဝိုင်းထားပါတော့တယ်ဘဲမှသွားလို့မရဘူးဆာကူရာငါတို့နဲ့တူဒီအမောင်ထဲမှာထာဝရနေရမယ်ဆာကူရာဟာအမောင်လူထဲမှာလမ်းပြောင်းနေပါပြီသူမရဲ့ဘေးပက်လဲမှာတော့မီယာရဲ့ပုံစံတွေကတစ်ပင်တွေကြားကနေထွက်လာပြီးသူမကိုဝိုင်းထားကြပါတယ်သူတို့အားလုံးရဲ့မျက်နှာတွေကဖြည်းဖြည်းချင်းအေးပြောကြလာပြီးကြောက်စရာကောင်းတဲ့ရိုးစုမျက်နှာကြီးတွေဖြစ်ပြောင်းလဲသွားတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဆာကူရာဒီဘက်ကိုပြေးခဲ့မြန်လို့သူတို့နှိမ့်ကိုဖမ်းတော့မယ်ဆာကူရာအားကုန်ယုံထွက်ပြီးယူတာတို့ရှိရာဘက်ကိုပြေးသွားပါတယ်နောက်ဆုံးမှာတော့ယူတာနဲ့လေးလာတို့ရဲ့လက်ကိုဆွဲမိသွားပါပြီဒါပေမဲ့သူတို့ရဲ့လက်တွေကရေခဲတုံးလိုအေးဆက်နေတာကိုဆာကူရာသတိထားမိလိုက်ပါတယ်ယူတာလေးလာနင်တို့တကယ်ပဲငါတငယ်ချင်းတွေမဟုတ်လားအင်းလေဆာကူရာငါတို့ကနင့်တငယ်ချင်းတွေပေါ့အခုတော့ငါတို့နဲ့အတူအိမ်ထဲကိုပြန်ဝင်ကြရအောင်ဆာကူရာအိမ်ထဲကိုပြန်အောင်သွားပါတယ်အိမ်ထဲမှာတော့မီယာကထိုင်ကုန်မှာငြိမ်ငြိမ်လေးထိုင်နေတော့မှာပဲဒါပေမဲ့ဆာကူရာအိမ်ထဲအမှန်တွေကိုကြည့်လိုက်တဲ့အချိန်မှာတော့သူမရဲ့နောက်မှာရက်နေတဲ့ယူတာလီလာနဲ့မီယာတို့၃ယောက်လုံးရဲ့ပုံရိပ်တွေကမှန်ထဲမှာပေါ်မနေပါဘူးဟုတ်ဘူးဒီလိုအားလုံးကလူမဟုတ်ဘူးငါ့ကိုလွတ်ပေးကြပါအဲ့ဒီချိန်မှာပဲအင်ချီတကားကဝုန်းကနေပွင့်သွားပြီးဆာကူရာရဲ့အမေကဓမီကြီးနဲ့အပြေးလွှမ်းဝင်လာပါတော့တယ်ဆာကူရာငါပြောသားပဲအိမ်နောက်ဘက်ကိုမကြည့်နဲ့ဆိုတာအဲ့ဒါတွေကနင့်တငယ်ချင်းတွေမဟုတ်ဘူးအဲ့ဒီအိမ်ကြီးကနင့်တငယ်ချင်းတွေကိုလွန်ခဲ့တဲ့တစ်ပတ်ကလေးကဝါမျိုးပြစ်လိုက်ပြီလေရှင်ဘာဖြစ်တယ်အမေသူတို့အားလုံးတေးသွားပြီလို့ပြောတာလားတကယ်တော့ဆာကူရာတယောက်တည်းအိမ်ကြီးထဲမှာကြံရင်ခဲ့တာမှာသူမမြင်နေရတဲ့တငယ်ချင်းတွေအားလုံးဟာအိမ်ကြီးကဖန်တီးထားတဲ့ပုံရိပ်ရောင်တွေပဲဖြစ်ပါတော့တယ်နောက်နေ့မနက်မှာတော့ဆာကူရာနဲ့သူမရဲ့မိသားစုဟာအိမ်ကြီးထဲကနေအမြန်ဆုံးအိမ်ပြောင်းသွားကြပါတယ်ဒါပေမဲ့ဆာကူရာရဲ့အနောက်မှာတော့သူမရဲ့တငယ်ချင်း၃ယောက်ရဲ့ပုံရိပ်တွေကအိမ်နောက်ဖေးပရင်းပေါက်ကနေဆာကူရာကိုလှမ်းကြည့်နေကြသေးပါပဲဆာကူရာဘာလို့ငါတို့ထားခဲ့ရလဲဒီဘက်ကိုပြန်ကြည့်ပါဦးကဲအိမ်နောက်ဖေးကခေါ်တန်ဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီပရိသတ်ကြီးတို့လည်းညဘက်ဆိုရင်အိမ်နောက်ဘက်ကိုလုံးဝမကြည့်မိအောင်သတိထားကြပါအောင်နော်